ကဲအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ပြောပြချင်တာလေးကနော်ဒီ P6 ကနေနော် P6 ဒီ planning and scheduling file ကနေပြီးတော့မှဒီ data တွေဒီ information တွေကိုကျွန်တော်တို့ Excel ကို download လုပ်ပုံလုပ်နည်းလေးပေါ့နော်ဒီဒီ data တွေကိုဘယ်လိုဆွဲထုတ်လဲဆိုတဲ့နည်းလေးပေါ့နော်တော့အဲ့ဒီဟာလေးကိုကျွန်တော်လက်တွေ့လုပ်ပြမယ်နော် P6 နဲ့ Excel လေးကိုသုံးပြီးတော့ကျွန်တော်လက်တွေ့လုပ်ပြမယ်ဒါလေးကိုမလုပ်ပြခင်မှာကျွန်တော်အကြမ်းပြင်းအားဖြစ်ပေါ့နော်ဒီလိုလုပ်ပုံလုပ်နည်းဘယ်နှမျိုးရှိတယ်လဲသူတို့ရဲ့တစ်ခုချင်းစီရဲ့အာသာချက်အာဏာချက်ကောင်းတဲ့ချက်မကောင်းတဲ့ချက်တွေကဘာတွေလဲဆိုတာကိုအရင်ဆုံးကျွန်တော်ရှင်းပြမယ်နော်အဲ့တော့အခုဒီမှာမြင်တွေ့နေရတဲ့အတိုင်းပဲနော်အခုကျွန်တော် P6 ကနေပြီးတော့မှဒီ data တွေကို export လုပ်တဲ့အခါမှာအခုဘယ်နှမျိုးရှိလဲဆိုတော့အခုလောလောဆယ်တိထားမှာတော့2မျိုးတော့เนาะ2မျိုးရှိတယ်လို့တိထားပါမယ်ပထမတစ်မျိုးကတော့ copy and paste ပေါ့နော်ဒါကတော့လူတိုင်းလုပ်တတ်မလို့ထင်ပါတယ်เนาะဒါကတော့ conventional method ပေါ့နောက်တစ်မျိုးကကြတော့ဗာလဲဆိုတော့ export function เนาะ export function ပေါ့နော်သူကဒီ p6 bit in ကနေပါလာတဲ့ကောင်เนาะ p6 file ထဲမှာပါလာတဲ့ကောင်သူ့ကို export function လို့ခေါ်ပါတယ်အဲ့တော့သူတို့တစ်ခုချင်းစီရဲ့အာသာချက်အာဏာချက်တွေကိုကျွန်တော်အာသာချက်အာဏာချက်တွေကဘာလဲဆိုတော့ရှင်းပြမယ်နော်တော့ copy and paste ရဲ့ကောင်းတာကအာသာချက်ကဘာလဲဆိုတော့ तू ကလွယ်တယ်မြန်တယ်နော်လူတိုင်းလုပ်တတ်တယ်အဲ့တော့မကောင်းတာဘာလဲဆိုတော့ तू က one way ပဲရတယ် तू ကဒီ pieces ကနေ Excel ကို copy လုပ်လိုက်တဲ့ file အဲ Excel file ကိုကျွန်တော် update လုပ်ပြီးလို့ရှိရင်အဲ Excel file ကို pieces ထုတ်ပြန်ထည့်လို့မရဘူးเนาะ तू က one way ပဲရတယ်တော့export function ကိုတုံးတဲ့ကောင်းတဲ့ချက်ကဘာလဲဆိုတော့ two way ရတယ်သူကဒီ export လုပ်ထားတဲ့ file ကို Excel file ကို pieces ကနေ export လုပ်တဲ့ Excel file ကိုကျွန်တော်တို့ update လုပ်လိုက်တယ် update လုပ်ပြီးအဲ့ file ကို pieces ထဲပြန်ထည့်လိုက်တဲ့အခါမှာ pieces ထဲမှာအဲ့ခုန update လုပ်ထားတဲ့ information ကတွားပြီး pieces ထဲမှာ update တွားဖြစ်နေတာเนาะအဲ့ဒါလေးကတော့ကောင်းတဲ့ချက်ပေါ့နော်မကောင်းတဲ့ချက်ကဘာလဲဆိုတော့သူကနည်းနည်းခက်ခဲတယ်နည်းနည်းရှုပ်ထွေးတယ်နည်းနည်းလုပ်ပုံလုပ်နည်းတိဖို့လိုတယ်ပေါ့နော်ပြီးဖို့လိုတယ်နောက်ပြီးတော့တချို့ data တွေမှာသူကထွက်လာတဲ့ data တွေမှာfile တွေမှာနည်းနည်း sensitive ဖြစ်တာတွေပါတယ်နော်ဒီ data format sensitive ဖြစ်တာတို့နောက် column heading လေးတွေပေါ့နော် column ခေါင်းစဉ် column လေးတွေတွားပြီးတော့မှဖြုတ်လို့တက်လို့မရဘူးပြုပြင်ပြောင်းလဲလို့မရဘူးပေါ့နော်အဲ့ဒါလေးတွေသိထားရမယ်အခုဒီဟာလေးကိုအကြမ်းမြင့်သိထားရနော်နောက်တစ်မျိုးရှိသေးတယ်နော်နောက်တစ်မျိုးရှိတယ်ဒီနောက်တစ်မျိုးတော့ကျွန်တော်ဒီဗီဒီယိုမှာကျွန်တော်မပြောတော့ဘူးသူကဘာလဲဆိုတော့သူက advanced level သူကdata တို့တေးသေးချာချာနှစ်နဲ့ချွတ်ကျွန်တော်တို့လေ့လာခြင်းနဲ့ analyze လုပ်ခြင်းနဲ့ဆိုလို့ရှိရင် report တွေလုပ်ခြင်းနဲ့ဆိုတကယ်ကိုတိကျပြီးတော့မှတကယ်အသေးစိတ်ကြတဲ့ဟာတွေလိုချင်တဲ့ခါကြလို့ရှိရင်တုံးတဲ့နည်းတစ်ခုရှိရယ်နော်ဒါပေမဲ့အဲ့ဒါကိုဒီကျွန်တော်ဒီဘာလဲဒီ advanced level လေးပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ဒီမှာမရှင်းပြတော့ဘူးနော်နားထောင်တဲ့သူရှုပ်ထွေးတော့မှာဆိုလို့အဲ့ဒါကိုနောက်တစ်ချိန်ကြုံတဲ့ခါကျရင်ကျွန်တော်ရှင်းပြမယ်နော်အခုကျွန်တော်တို့အခုလက်တွေ့လုပ်ပြမယ်နော် P6 ကနေပြီးတော့မှ Excel ကိုဘယ်လိုလုပ်တယ်လဲဆိုတော့ဒီနည်းလမ်းလေးနှစ်လေးတော့နှစ်ခုကိုကျွန်တော်ရှင်းပြမယ်နော်ဟုတ်ဒါ P6 file ပေါ့နော်ဒီ P6 file ကိုကျွန်တော်တို့copy and paste လုပ်မယ် copy and paste မလုပ်ခင်မှာကိုတတိထားမှာကိုကဘယ် information ကို copy လုပ်ချင်တာလဲဘယ် information တွေကိုကျွန်တော်တို့ report လုပ်ချင်တာလဲဘယ် information တွေကိုဘယ် data တွေကို analyze လုပ်ချင်တာလဲဆိုတော့သိရမယ်နော်အဲ့တော့အဲ့ data တွေကိုဒီ column တွေထဲမှာနော် column တွေကိုဖြုတ်တာတက်တာလုပ်ပြီးတော့မှကိုလိုချင်တဲ့ column တွေကိုဖြုတ်တာတက်တာတွေလုပ်ပြီးတော့မှcopy and paste လုပ်ဖို့လိုတယ်နော်ဒီ column ဖြုတ်တာတက်တာလိုချင်လို့ရှိရင်ဥပမာဒီ right click ဒီဘက်ကဒီလွတ်နေတဲ့နေရာလေးမှာ empty အဲ့လိုလွတ်လပ်တဲ့နေရာလေးမှာကျွန်တော်ဒီ right click လေးနှိပ်လို့ရှိရင် column ကိုတွားပြီးလို့ရှိရင်ကိုလိုချင်တဲ့ဒီ column တွေကိုနော်ဖြုတ်တာတက်တာတွေလုပ်လို့ရတယ်နော်ဒီ column ဖြုတ်တာတက်တာတွေကိုကျွန်တော်ဒီအခုဒီသင်ခန်းစာမှာကျွန်တော်မပြောဘူးဘာကြောင့်လဲဆိုတော့ဒီသင်ခန်းစာ copy and paste ပဲဖြစ်တဲ့အတွက်ဒါလေးကိုကျွန်တော်နောက်ဗီဒီယိုတွေကြာမှရှင်းပြမယ်နော်အဲ့တော့ဒီ copy and paste လွယ်ကူတဲ့နည်းကတော့ဒါပထမဆုံး column row ကိုကျွန်တော် click လုပ်လိုက်တယ်ပြီးရင်ဟိုအောက်ဆုံးကျွန်တော်ဒီလိုဆွဲချလိုက်တယ်နော်ဆွဲချပြီးလို့ရှိရင်ကျွန်တော် shift key လေးကိုကျွန်တော် hold down လုပ်ထားလိုက်တယ်ထိထားလိုက်တယ်ပြီးရင်အောက်ဆုံးက row လေးကိုကျွန်တော် click နှိပ်လိုက်တယ်အဲ့ကြလို့ရှိရင်အကုန်လုံးဒီ cell အားလုံးက select ဖြစ်သွားပြီနော်အဲ့ကကြလို့ရှိရင်ကျွန်တော်က right click
ယူပြီးတော့ copy လုပ်ရင်လုပ်မလုပ်လို့ရှိရင်လည်းမလုပ်ရှင်လို့ရှိရင်လည်း control C ဆိုတာလေးကိုနှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့အခု Excel file လေးတစ်ဖိုင်ကျွန်တော်ဖွင့်လိုက်မယ်နော် Excel file လေးတစ်ဖိုင်ဖွင့်ပြီးတော့မှကျွန်တော် Excel မှာလာပြီးတော့ control V ပေါ့နော် copy and paste လုပ်လိုက်လို့ရှိရင်ဒါကျွန်တော်တို့လိုချင်တဲ့ information တွေကိုဒါဒီမှာ Excel ထဲကိုရောက်သွားပြီနော် Excel ထဲကိုရောက်လာတာနဲ့ကျွန်တော်တို့တွေဒီ data တွေကိုကျွန်တော်တို့Excel chart တွေတုံးပြီးတော့မှကျွန်တော်တို့တွေ report လုပ်တာတို့ analyze လုပ်တာတို့လုပ်လို့ရတယ်ပေါ့နော်ဒါ copy and paste လုပ်တဲ့နည်းလေးပေါ့ကဲကျွန်တော်တို့နောက်တစ်မျိုးသွားမယ်နော်နောက်တစ်မျိုးကအခုနောက်တစ်မျိုးကအခုP6 ဒါခုနက P6 ကိုပဲကျွန်တော်ပြန်လာမယ်နော်ဒီ P6 ကကျွန်တော်တို့ဒီ file လေးကိုနော်ဒီအပေါ်ဆုံးမှာရှိတဲ့ file ညာဘက်ဘယ်ဘက် down ဆုံးက file လေးကိုနှိပ်လိုက်ပါပြီး export ဆိုတာလေးကိုနှိပ်လိုက်ပါနော် export နှိပ်ပြီးဒီမှာ spreadsheet ဆိုတာလေးကိုရှာလိုက်ပါ spreadsheet ကို click နှိပ်လိုက်ပါနှိပ်ပြီးလို့ရှိရင် next ကိုတွားလိုက်ပါပြီးရင် activity ဆိုတဲ့ချက်ပေါက်လေးကိုနှိပ်လိုက်ပါပြီးရင် next ကိုတွားလိုက်ပါပြီးရင်ဒီ export ဆိုတဲ့ချက်ပေါက်လေးကိုနှိပ်ရမယ်နော်နှိပ်ပြီးလို့ရှိရင်ဒီ project ID ဆိုတဲ့ number ကလေးကိုကျွန်တော်မှတ်မိနေရမယ်နော်ဒီဟာလေးကိုဒီဒါ Excel file ရဲ့နာမည်အနေနဲ့ထွက်လာမှာမို့လို့နော်ဒါလေးကိုတော့တတိထားရမယ်ပြီးလို့ရှိရင် next ကိုတွားလိုက်ပါပြီးရင်ဒီမှာသူ့ရဲ့default ပေါ့နော်ဒီ P6 ကနေလုပ်ပေးထားတဲ့ဒီ default template လေးနှစ်ခုရှိတယ်ကျွန်တော်ဒီအဲ့ဒီနှစ်ခုတွေကကျွန်တော် resources ဆိုတဲ့ template လေးကိုကျွန်တော်ယူသုံးမယ်နော်ယူသုံးတဲ့အခါမှာကျွန်တော် modify ကိုနှိပ်လိုက်မယ်နှိပ်ပြီးလို့ရှိရင်ခုနလိုမျိုးပေါ့ကိုလိုချင်တဲ့ column တွေကိုထုတ်တာတွေဖြုတ်တာတွေတတ်တာတွေလုပ်လို့ရတယ်နော်ဥပမာဒီ actual labor ကိုကျွန်တော်တို့ဒီလိုမလိုချင်ဘူးဆိုလို့ရှိရင်ဒီမြားလေးကိုနှိပ်လိုက်မယ်လိုချင်တယ်ဆိုလဲဒီမှာမြားလေးနဲ့ပြန်ထည့်လိုက်မယ်နော်အဲ့တော့ဒီ actual labor လေးကို start ရဲ့ရှေ့မှာထားခြင်းတယ်ဆိုတော့ column ကို start ရှေ့မှာထားခြင်းတယ်ဆိုလို့ရတယ်နော်ဒီလိုမျိုးမြားလေးနဲ့ပဲဒီလိုဘာလဲအတက်အစင်းလေးလုပ်လိုက်ရုံပဲနော်လွယ်ကူတယ်တော့အဲ့ဒါပြီးသွားလို့ရှိရင်ကျွန်တော်တို့ okay ကိုနှိပ်လိုက်မယ်ပြီးရင်ကိုလိုချင်တဲ့ information ကိုလိုချင်တဲ့ column ကိုလှုပ်ပြီးလို့ရှိရင်ပိတ်လိုက်မယ်ပိတ်ပြီးလို့ရှိရင်ကျွန်တော် next ကိုတွားလိုက်မယ်တွားပြီးလို့ရှိရင်အခုဒီနေရာကိုရောက်လာတဲ့ခါကျရင်တတိထားရမှာဒီ file ကဘယ်မှာ save လုပ်တာလဲဆိုတော့တတိထားရမယ်နော်ကိုယ့်ရဲ့ဒီ Excel file ကဘယ်နေရာဘယ် folder ထဲမှာတွား save လုပ်တာလဲဆိုတော့တတိထားရမယ်ဒီထဲမှာဆိုကျွန်တော်ရဲ့ဒါ document ကိုရောက်သွားမှာပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော် next ကိုတွားလိုက်မယ်တွားပြီးလို့ရှိရင်ကျွန်တော် finish ဆိုတော့နှိပ်လိုက်မယ်နော်ပြီးရင် close ပြီးရင်ကျွန်တော်အဲ့ file ကိုကျွန်တော်တွားရှာမယ်နော်ကျွန်တော်ရဲ့ file လေးကိုကျွန်တော်တွားရှာမယ်ကျွန်တော်အဲ့ဒီမှာကျွန်တော်ရဲ့ my document ထဲမှာအခုဒီ file လေးကျွန်တော်တွေ့ပြီเนาะအဲ့တော့အခုဒီ file လေးကိုကျွန်တော် double click နှိပ်လိုက်ပြီးတော့ဖွင့်လိုက်တဲ့အခါကျရင်ဒီမှာလာပြီးတော့မှခုနက download လုပ်ထား export လုပ်ထားတဲ့ file လေးကိုကျွန်တော်ရပြီပေါ့နော်ရသွားတဲ့အခါကျလို့ရှိရင်ကျွန်တော်ဒီမှာကိုလိုချင်တာလုပ်လို့ရပြီပေါ့နော်ဒါပေမဲ့တတိထားရမှာကဒီ file က Excel file ဆိုပေမဲ့သူ့မှာဥစ္စာပေါ့နော်ဒီလက်မှတ်ကလေးပါလာတယ်ဒီ Excel file ကသူ့မှာအဝင်ထွက်လက်မှတ်ကလေးတခုပါလာတယ်ဒီ file ကP6 တဲ့ကိုပြန်ထည့်လို့ရတဲ့ file ဖြစ်တဲ့အတွက်သူ့မှာရိုး Excel file မဟုတ်ဘူးသူ့မှာဒါပေါ့ program code လေးပါလာတယ်အဲ့ code လေးတွေကြောင့်မလို့သူကဒီ Excel P6 တဲ့ကိုဝင်လို့ထွက်လို့ရတာเนาะအဲ့တော့သတိထားရမှာကဒီအပေါ်က rolling နှစ်ခုလုံးဝတွားပြီးတော့မှပြောင်းလဲလို့မရပါဘူး delete လုပ်လို့မရပါဘူးချိန်တာတွေအပြောင်းလဲတွေဘာမှလုပ်လို့မရပါဘူးเนาะအဲ့ဒါကိုပြောင်းလဲလိုက်တာနဲ့ P6 တော့ပြန်ထည့်လို့မရတော့ဒီ file ကအဲ့ဒါကိုသတိထားရမယ်เนาะပြီးရင်သူနောက်တစ်ခုကဒီလို number format လေးတွေပေါ့ဒီမှာမြင်နေရတာ number 48တို့537တို့ဒါတွေက number တွေမဟုတ်ဘူးเนาะဒါလေးတွေက text format လေးတွေအဲ့ကြောင့်မလို့သူကအစိမ်းရောင်လေးဖြစ်နေသူကတောင်းမှာအစိမ်းရောင်လေးပြနေတာဘာကြောင့်လဲဆိုတော့ကိုက update လုပ်လိုက်တဲ့ခါကျလို့ရှိရင်ရိုက်ထည့်လိုက်လို့ရှိရင် number တွေဖြစ်တင်တတ်တယ်အဲ့ number တွေကိုဒီ P6 ကိုပြန်မထည့်ခင်မှာ text format အနေနဲ့ပြောင်းပြီးတော့မှပြန်ထည့်ရတယ်ပေါ့နော်အဲ့ဒါလေးကိုတော့တတိထားရမယ်ပေါ့နော်ဒါကတော့အခုကျွန်တော်ပြောပြခြင်းနဲ့ဒါဒီ data တွေကို P6 က data တွေကိုဒီလို export လုပ်ပုံလုပ်နည်းနှစ်မျိုးပေါ့နော်ဒီလိုရပြီဆိုတာနဲ့ကျွန်တော်တို့ကဒီ data တွေကိုကျွန်တော်တို့ chart တွေတုံးပြီးတော့မှကျွန်တော်တို့တွေ chart တွေဆွဲပြီးတော့မှဒီ graph တွေဆွဲပြီးတော့မှကျွန်တော်တို့တွေဒီ report တွေလုပ်တာတို့ analyze လုပ်တာတို့လုပ်လို့ရတယ်ဆိုတဲ့အကြောင်းပြောချင်တာပေါ့နော်ကဲဒီဗီဒီယိုလေးတော့ဒီနေ့တော့ကတော့ဒါပါပဲနော်နောက်ဗီဒီယိုတွေကြားမှာပဲကျွန်တော်နောက်ထပ်အသေးစိတ်တွေထပ်ပြီးရှင်းပြပါမယ်နော်ဒါလို့ဒီဗီဒီယိုလေးကိုကြိုက်တဲ့ဆိုလို့ရှိရင်လည်း like and share လေးတွေလုပ်ပေးကြပါလို့မေတ္တာရပ်ခံပါတယ်နော်